အားလုံးပဲမင်္ဂလာပါရှင်ဒီချိန်မှာတထုဖြစ်ပါတယ်ဒီနေ့ကျွန်မမျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Basic Grammar for Young Learners ဖြစ်ပါတယ်ရှင် So ဒီနေ့ကတော့ကလေးငယ်တွေအတွက်သူတို့ရဲ့တည်တင်တည်ထိုက်တဲ့အခြေခံ grammar လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင် Okay ကျွန်မတို့ကြည့်လိုက်ရအောင်ပါ Okay so ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ What are the parts of speech ဆိုတော့ကျမတို့သိပြီးသားလေးဖြစ်ပါတယ် parts of speech ဆိုတာကမြန်မာလိုဝါစင်ကတွေပါဝါစင်ကတွေဘယ်နှမျိုးလောက်များရှိပါသလဲဒါကတော့ Young Learners Day ဖြစ်တဲ့အတွက်သူတို့တည်တင်တည်ထိုက်တဲ့ parts of speech လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါတော့ဒီနေ့သင်မယ့် lesson ရဲ့ objectives ရည်ရွယ်ချက်လေးတွေပါရှင်Okay ဒါဆိုကျမတို့စလိုက်ကြရအောင်ပါ So parts of speech ဘယ်နှမျိုးများရှိပါသလဲအဲ့တော့ဒီနေ့ကတော့ Young Learners Day အတွက်ဖြစ်တဲ့ဟာကြတော့8 parts of speech ဘာစင်က8မျိုးလေးကို sharing လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ကဲပထမဆုံးတစ်ခု noun နဲ့ pronoun နာမ်စာ adjective နာမဝိသေသန verb ကရိယာ adverb ကရိယာဝိသေသန preposition ဝိဘတ် conjunction တံပဏ interjection အမိသိအစရှိသဖြင့်8မျိုးကိုကျမတို့လေ့လာတော့မှာဖြစ်ပါတယ်ရှင်ဒီတစ်ခုလေးပါပထမဆုံးလေးကတော့ what is noun noun ဆိုတာဘာလဲ Noun is the name of a person, place and thing. Noun ဆိုတာကနာမည်တွေလူပုဂ္ဂိုလ်ရဲ့နာမည်တွေနေရာလေးတွေရဲ့နာမည်တွေပစ္စည်းလေးတွေရဲ့နာမည်တွေဒါတွေအကုန်လုံးကိုကျမတို့က noun လို့ခေါ်ပါတယ်ဥပမာလူတွေမှာဆိုလဲကိုယ်ပိုင်နာမည်လေးရှိတယ်ပေါ့ဒီချင်းမီမောင်ဒါမှတော့ပြင်ဦးလွင်မန္တလေးဒါတော့နေရာလေးတွေဟုတ်ပြီပြီးရင်အရာဝတ္ထုလေးတွေဥပမာသားတို့သမီးတို့စာရေးရဲ့ခဲတံလေးဆိုရင်ခဲတံလေးကိုမြင်လိုက်တာနဲ့ဒါတန်းတည်ရဩဒါခဲတံပြီးတော့စာအုပ်လေးဆိုလဲတန်းတည်ရဒါဟာစာအုပ်ဒါဘာလို့လဲဆိုရင်သူတို့မှာနာမည်လေးတွေရှိနေပြီးသားဖြစ်လို့ကိုရီးယားအလွယ်တကူခွဲခြားပြီးတော့တည်တယ်ပေါ့ဒီလိုမျိုးနာမည်ရှိတဲ့အရာမှန်သမျှကိုဒီချေတို့က noun လို့ခေါ်ပါတယ်ဥပမာokay မြန်မာလိုလေးဆိုရင်တရှိတတ်မဲ့ dressy drummer တွေရဲ့အမည်ဟုသမျှကို noun ဟုခေါ်သည် example Sam Mandalay book အဲ့တော့တခုတတိထားရမှာလေးကလူနာမည်မြို့နာမည်ဆိုရင်ဒီချေရောကအကြီးစလုံး capital letters လေးတွေနဲ့ရေးပါတယ်ဥပမာတခြားအများဆိုင်နယ်လေးတွေပေါ့နော်ဥပမာစာအုပ်ခဲတဲ့အစရှိသဖြင့်ဒီလိုလေးတွေကိုတော့ small letter အသေးလေးတွေနဲ့ရေးပါတယ်ရှင်စာကြောင်းလေးတွေလေ့လာကြည့်ရအောင်နော်ဥပမာ My name is Sam ဒီကောင်လေးကကျွန်တော်ရဲ့နာမည်ကတော့ Sam ဖြစ်ပါတယ်လို့ပြောထားတယ် I live in Mandalay ဒီမှာကျုံနေနဲ့မန္တလေးကျုံနော် Okay ကျွန်တော်ကမန္တလေးမှာနေပါတယ် I have a book ကျွန်တော်မှာစာအုပ်တစ်အုပ်ရှိပါတယ်ဒါလေးတွေကnouns တွေကိုဖော်ပြထားတာဖြစ်ပါတယ်နော် Okay နောက်တစ်ခုဒါလေးကဘာဖြစ်မလဲ What is the pronoun pronoun ဆိုတာဘာလဲ A pronoun replaces a noun to avoid repetition. So နာမ်စားဆိုတာလေးကနာမ်ကိုအစားသုံးပေးတာ။ဘာဖြစ်လို့လဲဆိုရင်ခဏခဏနာမ်ကိုပဲထပ်ထပ်ပြီးတော့သုံးနေရတဲ့ဟာကိုသူကမသုံးချင်လို့ပေါ့နော်။ Okay ဘယ်လိုမျိုးလေးလဲဆိုတော့ဥပမာကျွန်မနဲ့ဥပမာပေးပါမယ်။ Teacher Mima is a teacher. Teacher Mima lives in ပြင်ဦးလွင် Teacher Mima is tall. Teacher Mima is တင်းဒီလိုမျိုးခဏခဏနဲ့နန်ဝဲပေါ့နော်ထပ်ခါကြီးသုံးရတာမျိုးကိုရှောင်ကျင်တဲ့အခါမှာနန်စားလေးကိုသုံးပေးရတယ်ဥပမာကိုပြောချင်ရင် I တင်တို့မင်းတို့ပြောချင်နေဆိုရင် you ဒါမှမဟုတ်လို့ရှိရင်main ကလေးကိုရည်ညွှန်းချင်နေဆို she ယောက်ျားလေးကိုရည်ညွှန်းချင် he ဒီလိုမျိုးလေးတွေသုံးပါတယ်ကဲဆက်ပြီးလေ့လာရအောင်နာန်ဤအစားသုံးသောပုဂ္ဂိုလ်နန်စားဟုခေါ်သည်ဟုတ်ပြီနာန်ရဲ့အစားထိုးလိုက်တဲ့ဟာလေးတွေကိုနာန်စားလို့ခေါ်တယ်ဥပမာ are you we they he she it ဒါလေးတွေကနာန်စားတွေဖြစ်ပါတယ်နော်
ဒါဆို examples လေးတွေက My brother is Zain. He is 12 years old. Okay ကျွန်တော်အကွာ Zain လို့ခဏခဏထပ်မပြောချင်တော့ဘူးဒါဆိုချေတို့က he လို့သုံးလိုက်မယ် Okay Next one I like sushi but she likes noodle ကျွန်တော်ကတော့ sushi ကြိုက်တယ်ဒါပေမဲ့သူမကခောက်ဆွဲကိုကြိုက်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါလေးတွေကနန်စားလေးတွေပေါ့နော်ရမယ်နော်နောက်တစ်ခုသွားပါမယ်ရှင်ဒီမှာဆိုရင် what is an adjective adjective ဆိုတာဘာလဲ an adjective modifies or describes a noun adjective ဆိုတာက noun ကိုပိုပြီးမှထူးခြားလေးနဲ့အောင်လုပ်တယ်ဒါမှမဟုတ်ဖော်ပြထားတယ်ပေါ့နာမ်ကိုအထူးပြုသောပုဂ္ဂိုလ်နာမဝိသေသနာဟုခေါ်သည်ဥပမာ tall ရှည်သော short ဥသော long beautiful yellow အစရှိသဖြင့်နာမ်တွေကိုထူးခြားလေးနဲ့တော့အောင်လို့လုပ်ပေးတာကိုနာမဝိသေသနာလို့ခေါ်ပါတယ် example ဒါဆို example လေးကြည့်ကြမယ်တချို့တို့ပုံလေးမှာတစ်ပင်လေးကိုတွေ့ပါသလားရှင်တစ်ပင်လေးကိုရှင်ကြည့်လိုက်မယ်နော် okay တစ်ပင်လေးက noun လား verb လားစဉ်းစားကြည့်အောင်နော်တစ်ပင်လေးဆိုတော့ဒီဟာလေးကိုမြင်လိုက်တာနဲ့ဒါကတစ်ပင်လို့ချေရသိတယ်သိတော့ဒါလေးဟာနာမည်လေးပေါ့သူ့ရဲ့နာမည်ရှိတဲ့ဟာက noun ဒါဆိုရင် tree ဆိုတာက noun ဒီတစ်ပင်လေးကိုကြည့်ရအောင်တစ်ပင်ကရှည်တဲ့တစ်ပင်လားတစ်ပင်ပူပူလေးလားဒါဆိုဒီတစ်ပင်ကတော်တော်ကိုရှည်တာပေါ့ဒါဆိုလို့ရှိရင်ဒီချေတို့ကဘယ်လိုမျိုးလေးပြောကြမလဲ This is a tall tree tree ဆိုတဲ့ noun လေးကိုပို့ပြီးမှမြင်သာအောင်ထူးခြားလေးနဲ့တော့အောင် tall ရှည်သောဆိုတဲ့စကားလုံးလေးနဲ့ရေးပေးလိုက်တဲ့အခါမှာပြောခံရတဲ့သူကလည်းတစ်ပင်ကရှည်တဲ့တစ်ပင်ပဲမျက်စိထဲမှာလည်းမြင်သာတယ်ပို့ပြီးမှလည်းထူးခြားလေးနဲ့သွားတယ်ဒါလေးတွေကို adjective လို့ခေါ်ပါတယ် so this is a tall tree ဟုတ်ပြီနော်ပြီးတော့ရင်ကောင်းမလေးကိုကြည့်ကြည့်ရအောင်ဒီပုံမှာရှိတဲ့ကောင်းမလေးကအရင်ကိုချောမောလှပါတယ်နော်ဒါဆိုလို့ရှိရင် teacher ကဘယ်လိုလေးရေးကြမလဲ Susan is a beautiful girl girl ဆိုတာက main ကလေး okay သူ့ကိုမြင်လိုက်တာနဲ့ချေတို့ကသိတယ် girl ကနာမည်ပဲဒါဆိုလို့ရှိရင်ဒါလေးက noun ပေါ့ girl ဆိုတဲ့ noun လေးကိုထူးခြားလေးနဲ့အောင်လို့ beautiful လှပသော main ကလေးလို့ပြောထားတဲ့အတွက်ဒါလေးဟာ beautiful ဟာ adjective ပေါ့နော်ကဲဒါဆိုရမယ်လို့ထင်ပါတယ်နော်ကဲချေတို့ဆက်သွားကြည့်အောင်ကဲနောက်တစ်ခုက what is a verb verb ဆိုတာဘာလဲ a verb shows action or state of being verb ဆိုတာကပြုလုပ်တဲ့အရာတွေဒါမှမဟုတ်ဖြစ်တာတွေရှိတာတွေကိုပြောပြပေးပါတယ်တဲ့ဥပမာကရိယာသည်လှုပ်ခြင်းဖြစ်ခြင်းရှိခြင်းတို့ကိုပြသည် example eat စားတယ် sleep အိပ်သည် go သွားသည် is ရှိသည်ဖြစ်သည် has have ရှိသည်ဟုတ်ပြီဒီလိုလေးရှိပါတယ်ဥပမာ I eat bread for my breakfast ကျွန်တော်ကမနက်စာကိုစားတယ်ပါမုန်လေးစားတယ်ပေါ့ဒါဆိုရင်စားသည်ဆိုတာဖြစ်တဲ့အတွက် action ပဲဒါဆိုရင်ဒါလေးက verb eat က verb ပေါ့နော် next one I am a student so I go to school am ဖြစ်သည်ပေါ့နော်ကျမကကျောင်းသူလေးတယောက်ဖြစ်တယ်ဒါကြောင့်မလို့ကျောင်းကိုသွားပါတယ်ဒီလိုလေးတွေဟာ verb လေးဖြစ်ပါတယ်နော်ကဲနောက်တစ်ခုထပ်ပြီးတော့လေ့လာကြမယ်ဟာပုံထဲမှာဘာတွေလုပ်နေလဲပြေးနေတာတော့တွေ့ရနော်ဘာလို့လဲတော့မသိဘူး Okay ဒါဆိုလေ့လာကြည့်ရအောင် What is an adverb adverb ဆိုတာရောဘာလဲ An adverb modifies or describes a verb verb ကရိယာလေးကိုထူးခြားလေးနဲ့တွားအောင်လို့ပြုလုပ်ပေးတဲ့အရာကိုကရိယာဝိသေသနာလို့ခေါ်တယ်အဲ့တော့ verb ကို modify လုပ်ပေးတာက adverb ဘယ်လိုမျိုးဖြစ်မလဲဆက်လေ့လာကြည့်မယ်နော် example loudly slowly quickly carefully ဒါလေးတွေဟာ adverb အဲ့တော့ examples လေးနဲ့လေ့လာကြည့်ပါမယ် My sister speaks loudly ဒီမှာမမကစကားပြောတာအကျယ်ကြီးပြောတယ်အဲ့တော့သူကပြောတယ်စကားပြောသည် verb ဘယ်လိုပြောလဲကျဲလောင်စွာတူတူလေးဖြည်းဖြည်းလေးဒီလိုမျိုးတွေရှိတယ်အဲ့တော့ဒီမှာတော့သူ့ရဲ့မမကအကျယ်ကြီးပြောတယ် okay ဒါဆိုရင် speaks ဆိုတဲ့ verb လေးကိုထူးခြားလေးနဲ့တွားအောင်လို့ loudly ဆိုတဲ့ adverb လေးကအထူးပြုပေးပါတယ် okay next one
I ran quickly သူကပြေးတယ်ဘယ်လိုပြေးလဲမြန်မြန်ကြီးပြေးတယ်ဟုတ်ပြီနော်ဒါဆို ran ဆိုတဲ့ verb လေးကိုထူးခြားလေးနဲ့သွားအောင် quickly ဆိုတဲ့adverb လေးကကူညီပံ့ပိုးပေးတယ်ဒါဆိုရင်ကလေးတို့ရမယ်လို့ထင်ပါတယ်နော်ဒီအခန်းမှာတော့ကလေးတွေအတွက်ပဲဆိုတော့လေ adverb ကလည်းဒီဟာလေးကိုပဲဥပမာပေးထားရနော်တခြားတွေကတော့ဆက်လက်ပြီးလေ့လာအများကြီးရှိသေးတာပေါ့နော် okay ဒီကတော့ကလေးငယ်တွေအတွက်ဆိုတော့ဒီလောက်ပါပဲ next one ဘာလေးဖြစ်မယ်လို့ထင်လဲ Oh what is a preposition preposition ဆိုတာဘာလဲ A preposition shows time place and direction အဲ့တော့ preposition ဆိုတာကအချိန်တွေနေရာတွေလက်ညွှန်ပြပေးတာလေးတွေကိုခေါ်ပါတယ်ဥပမာဝိပတ်ဆိုဒီမှာနာနန်စားရီနာငိုက်တီ၍၎င်းတို့ဒီကတ္တာဖြစ်သည်ကံဖြစ်သည်ကိုပြသပေးသည်အချိန်နေရာတို့ကိုညွှန်ပြပေးသောစကားလုံးများလည်းဖြစ်သည်အဲ့တော့မြန်မာလိုလေးရရှင်းနေတယ်ဆိုလဲ English လိုပဲမှတ်ပါနော် preposition ဆိုတာ time တွေ place တွေ direction တွေကိုပြပေးတယ်ဥပမာ in at on ဒါတွေကအချိန်တွေကိုပြပေးတာပေါ့ in ဆိုလို့ရှိရင် in the morning okay ပြီးတော့ at 6 o'clock on Monday on Sunday ဒီလိုမျိုးတွေပေါ့နော်ပြီးတော့ place နေရာတွေ on the table in the box under the tree ဒါမျိုးလေးတွေပါ direction တွေကတော့ to toward through into ဒါလေးတွေဖြစ်ပါတယ်ကဲစာကြောင်းလေးလေးလာကြည့်ကြမယ်နော်ခဲရန်လေးကဘယ်မှာရှိနေလဲခဲရန်လေးကစပွဲပေါ်လေးမှာရှိနေတယ်ဒါဆို teacher တို့ဘယ်လိုပြောကြမလဲ The pencil is on the table on ဟုတ်ပြီနော် next one တစ်ပင်လေးအောက်မှာကြောင်ကလေးရှိနေတယ်ဒါဆိုရင် the cat is under the tree နေရာလေးတွေကိုညွှန်ပြပေးထားတယ်ဒီဥပမာလေးတွေမှာနော် okay ဒါဆိုနားလည်မယ်လို့ထင်ပါတယ်တချို့ရှေ့ဆက်ပြီးသွားကြမယ်နော် okay ဒီတစ်ခုကတော့ what is a conjunction conjunction ဆိုတာဘာလဲA conjunction connects words, phrases, or clauses in a sentence. အဲ့တော့ကလေးတို့ကမှတ်ထားမှာကစာကြောင်းလေးတွေကိုစာကြောင်းလေးတွေသို့မဟုတ်စက်လုံးလေးတွေကိုဆက်ဆက်ပေးတဲ့စကားလုံးလေးတွေလို့မှတ်ထားရင်ရပါတယ်။အဲ့တော့တမန်နာဆိုဒီမှာပုတ်အချင်းချင်းကိုဖြစ်စေဝါကြအချင်းချင်းကိုဖြစ်စေစာကြောင်းအချင်းချင်းကိုဖြစ်စေဆက်ဆက်ပြီးတော့စကားလုံးဖြစ်သည်။ဥပမာ and bet because and so on နော်နောက်ထပ်လည်းအများကြီးရှိသေးတယ်အဲ့တော့ဒီလိုစကားလုံးလေးတွေက conjunction ဖြစ်ပါတယ်ဥပမာကြည့်အောင် Maria is beautiful and hardworking Maria ရုပ်လဲချောတယ်ကျိုးလဲကြိုးစားတယ်ဒါဆိုနှစ်ခုလုံးကကောင်းနေတာပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကို and နဲ့ဆက်ထားတယ် and okay next one Kim is handsome but he is lazy Kim ကလေရုပ်တော့ချောတယ်ဒါပေမဲ့ပြင်းတယ်အဲ့တော့တစ်ခုကကောင်းတယ်တစ်ခုကသိမကောင်းဆိုချေတော့ bad အဲ့ဒါလေးနဲ့ဆက်ပေးလိုက်ရော next one I am hungry because I haven't had my lunch ဘိုက်စားလိုက်တာအခုဘိုက်စားနေဘာဖြစ်လို့လဲဆိုရင်နေ့လည်စာမစားရသေးဘူးအဲ့ဒါကြောင့်မလို့ဟုတ်ပြီနော်ဒီလိုလေးပြောလို့ရတယ်ဒါဆို because နဲ့ဆက်ထားတာပေါ့နော်ဒါလေးကတော့နောက်ဆုံးတစ်ခု what is an interjection interjection ဆိုတာဘာလဲ An interjection shows excitement, emotion, or feeling. ဒါဆိုရင်အာမီရိတ်ဆိုတာကစိတ်လှုပ်ရှားခြင်းကြောင့်ထွက်ပေါ်လာတဲ့အတန်လေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ဥပမာ oh, wow ဒါလေးတွေဖြစ်ပါတယ်နော်။ဆိုဥပမာကျွန်တော်မွေယူကြည့်လိုက်မယ်။ oh မွေယူတခါလေရုပ်ပြမြင်တာနဲ့လန့်တော့မှာပေါ့။ဒါဆိုရင် oh, there is a snake. အမလေးဒီမှာတော့မွေကြီးပဲဟုတ်တယ်မလား။ထူးခြားတာလေးတစ်ခုကဒီလိုအာမေဒိတ်စကလုံးလေးတွေကို exclamation mark လို့ခေါ်တဲ့ဒီအမှတ်သားလေးနဲ့ရေးရပါမယ်နော်နောက်တစ်ခု wow these flowers are for me ဒီပန်းတွေကငါအတွက်ဆိုပန်းစည်းလေးကိုတငယ်ချင်းလက်ဆောင်လာပြီးသွားရောအဲ့ဒီမှာအရင်အော်ပြီးတော့ surprise ဖြစ်သွားတာပေါ့နော် okay ဒါလေးဆိုရင် interjection လို့ခေါ်ပါတယ်ကဲဒါဆိုတချို့ recap session လေးလုပ်ရအောင်ဒါလေးကတော့ exit ticket ပါဒီဟာလေးတွေရတယ်ဆိုလို့ရှိရင်ကလေးတို့နားလို့ရပြီနော်
အဲ့တော့ပထမဆုံးမိကုံးလေးက How many parts of speech do you learn today ဒီနေ့ parts of speech ဘယ်နှမျိုးကိုလေ့လာလိုက်ရလဲနောက်တစ်ခုက what is noun noun ဆိုတာရောဘာလဲနောက်တစ်ခု say three adjectives adjective 3မျိုးကိုပြောပြပါဦးနောက်တစ်ခု say three words that you remember from today's lesson ဒီနေ့သင်ခန်းစာလေးရဲ့စကားလုံးသုံးလုံးဘာပဲမှတ်မိအဲ့ဒါလေးကိုပြောပြပေးသွားပါအောင်တဲ့ Okay ကလေးတို့လည်းဒီသင်ခန်းစာလေးကိုလေ့လာထားတယ်ကြည့်ပြလိုက်တယ်ဆိုလို့ရှိရင် comments လေးတွေမှာလည်းရေးသွားပြလို့ရပါတယ်နောက်ထပ်လည်း grammar lesson လေးတွေကိုမျှဝေပေးမှာဖြစ်လို့ page လေးကိုလည်း like and follow လေးလုပ်ထားပေးပါအောင်ရှင်ပြီးတော့လည်းသင်စေချင်တဲ့အကြောင်းအရာလေးရှင် comments မှာရေးသွားပေးလို့ရပါတယ်နော် Okay thank you for watching အားလုံးပဲကျေးဇူးတင်ပါတယ်ခုလိုမျိုးကြည့်ပေးရဲ့အတွက် Okay bye bye see you later